ရှင်တန်နေတဲ့၍တော့အကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါအချိန်ချင်းပြိုကျရင်အချိန်ချင်းပြန်တည်ဆောက်မယ်အချိန်ချင်းလဲကျရင်အချိန်ချင်းပြန်ထမယ်အရှိအနေတွေကကိုယ်ပဲလှည့်ပြီးမျက်နှာသားမပေးခဲ့ရင်တောင်မှကိုယ်ခုံကိုယ်အားကိုယ်အစွမ်းအစတွေနဲ့ရအောင်တည်ဆောက်တယ်ရအောင်ရှေ့ဆက်တယ်ဘဝရဲ့အတိတ်ပဲဆိုတာကကိုချင်းတရားနဲ့အသိဉာဏ်ဖြစ်ပြီးအဲ့ဒီနှစ်ခုကိုသာပိုင်ဆိုင်နေသေးရင်တခြားပဲအရာတွေကိုပဲဆုံးရှုံးဘလောက်ပဲဆုံးရှုံးတုံလုံးစိတ်ရမလို့တယ်လက်လျှော့လိုက်စေရမယ်မလို့ပါဘူးရည်ရွယ်ချက်တွေကိုပိုကောင်းတဲ့အနာဂတ်စီမှာ